ဖများလို့မင်္ဂလာပါကလော့ကနာနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညနေမှာဆိုရင်တော့ကျွန်တော်တို့ play of the year စုတွေစကားတင်စင်းတွေကျွန်တော်တို့ထွက်ရှိလို့လာပါပြီဒီတဲ့မှာကျွန်တော်တို့တော်တော်များများပါဝင်သွားတာကကျွန်တော် Arsenal ရဲ့ကျွန်တော်တို့ဒီနေ့ champion ဖြစ်ခဲ့တဲ့ကျွန်တော် Arsenal တင်းရဲ့ကစားသမားတော်တော်များများပါဝင်ပြီးတော့ဒီထဲမှာကျွန်တော် Manchester City ကစားသမားတွေကဒုတိယနေရာမှာကျွန်တော်ထိတ်ထားတဲ့အနေအထားမျိုးမှာကစားသမားပါဝင်မှုထဲမှာဆိုတော့ Arsenal ကတော့ကျွန်တော်အများဆုံးဖြစ်ပြီးတော့ဒုတိယတော့ကျွန်တော် Manchester City ဖြစ်တော့ကျွန်တော်အသင်းတွေကတော့ကျွန်တော်တသင်းစီတယောက်စီလောက်ပဲကျွန်တော်ပါဝင်သွားတဲ့အနေအထားမျိုးမှာကျွန်တော်ရှိပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကိုညီကိုတွေနဲ့ like subscribe လုပ်ကြတဲ့တိုင်း subscribe လုပ်ပြီးကျွန်တော်ကိုကူညီပေးသွားလို့ရပါတယ်ဒီနေ့ကျွန်တော်တို့တရားဒီလုံးကျွန်တော်စွမ်းဆောင်ရည်မှာတော့ဘယ်ကစားသမားတွေအနေနဲ့ကျွန်တော်အကောင်းဆုံးဆိုရရှိသွားမလဲဆိုတော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းနေတဲ့အနေအထားမျိုးဖြစ်ပြီးတော့ကျွန်တော်တို့အဓိကအဖြစ်ကျွန်တော်တို့ PS ကျွန်တော် player ကျွန်တော်တို့player ကျွန်တော်တို့play of the year စုကိုတော့ကျွန်တော်ဒီချိန်မှာကျွန်တော်တို့အသင်းကြီးရဲ့ကျွန်တော်အဓိကကစားသမားတွေထပ်မှာဆိုရင်တော့ကျွန်တော် Arsenal ကျွန်တော်အသင်းကစားသမားဖြစ်တဲ့ကျွန်တော်တို့ကွင်းလယ်ကစားသမားဖြစ်တဲ့ Declan Rice ပါမယ်ပြီးတော့ကျွန်တော်နောက်တန်းကစားသမားဖြစ်တဲ့ကျွန်တော်တို့ Gavi ရပါပြီးတော့ပြီးတော့ကျွန်တော် goal သမားဖြစ်တဲ့ကျွန်တော်တို့ဘယ်လိုပဲ David Raya တို့ကျွန်တော်ပါဝင်သွားတဲ့အနေအထားမျိုးကျွန်တော်ဒီထဲမှာရှိတယ်ပြီးတော့ကျွန်တော်နောက်နှစ်ယောက်ကတော့ကျွန်တော် Manchester City ရဲ့ကျွန်တော်တိုက်စစ်ကစားသမားတွေဖြစ်တဲ့Erling Haaland နဲ့ပြီးတော့ကျွန်တော် Ryan Cherki တို့ပါတယ်ပြီးတော့ကျွန်တော် Manchester United ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Bruno Fernandes တို့ကကျွန်တော်ဒီထဲမှာပါဝင်သွားတဲ့အနေအထားမျိုးပါတရားဒီလုံးတိုင်းတိုင်းအောင်ကျွန်တော်ပြန်လဲကြည့်လိုက်မယ်ဆိုရင်တော့တွင်းကိုပိုင်းမှာဆိုရင်တော့ကျွန်တော်ဒီထဲမှာတော့ Haaland တော့အများဆုံးတွင်းထားတဲ့အနေအထားမျိုးဖြစ်ပြီးတော့ပြီးတော့ကျွန်တော်တို့ဒီနေ့မှာဆိုရင်တော့ကျွန်တော် Manchester United ရဲ့ကျွန်တော်တို့ကွင်းလယ်ကစားသမားဖြစ်တဲ့ Bruno Fernandes ကတော့ကျွန်တော်စံချိန်တွေချိုးသွားတဲ့အနေအထားမျိုးမှာဆိုရင်သူအနေနဲ့ဒီအစင်းထဲမှာပါဝင်လာတာတိတ်ပြီးတော့ထူးဆန်းနေတဲ့အနေအထားမျိုးတော့မရှိဘူးပြီးတော့ကျွန်တော်တို့ Cherki ကလည်းကျွန်တော်ဒီထဲပါမယ်တော်တော်လေးမှထူးထူးဆန်းဆန်းပဲပါဝင်လာတဲ့အနေအထားမျိုးမှာသူတရားဒီလုံးဆွမ်းဆောင်ရည်ကိုပြန်ကြည့်လိုက်မလားဆိုကျွန်တော် final ပွဲတွေကိုပြန်ကြည့်လိုက်မလားကျွန်တော်ပွဲစဉ်တိုင်းအောင်ပဲပြန်ကြည့်လိုက်မှာ Cherki နေနဲ့အကောင်းဆုံးဆွမ်းဆောင်ရည်ပြသထားနိုင်တဲ့အတွက်ကြောင့်ဒီထဲမှာပါဝင်လာနိုင်တဲ့အနေအထားတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားပဲဒါပေမဲ့တခုရှိတဲ့အနေအထားမျိုးကဒီချိန်မှာကျွန်တော်အနေနဲ့6ရောက်စကားတင်စင်းထွက်လာတဲ့အနေအထားမျိုးသူတို့ကျွန်တော်ဒီရာဒီလုံးမှာကျွန်တော်တောက်လျှောက်ကျွန်တော်စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်တဲ့လပေါင်းတဲ့ကျွန်တော်ကွင်းလက်တိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်ဘယ်လိုလဲဒမနစ်ဆိုဖို့တိုင်းပါဝင်လာနိုင်ခြင်းမရှိတာတော့တော်တော်လေးမှစိတ်ပြက်စရာအနေအထားဒါပေမဲ့လည်းကစားသမားတွေအနေနဲ့ကျွန်တော်တို့အကုန်လုံးကဝိုင်းပြီးတော့ရွေးချယ်တဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်သူနေတဲ့ဒီတက်ပိုကောင်းတဲ့ရွေးချယ်မှုတွေကိုမခံရတဲ့အနေအထားမျိုးလို့တော့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော်တို့Arsenal ကျွန်တော်တို့ကစားသမား3ယောက်ဖြစ်တဲ့ကျွန်တော်တို့ကွင်းလယ်ကစားသမားဖြစ် Declan Rice အနေနဲ့ကျွန်တော်ပွဲစဉ်တိုင်းလို့သူအနေနဲ့အကောင်းဆုံးခြေစွမ်းတွေပြသထားနိုင်တယ်လို့ပြီးတော့နောက်တန်းကစားသမားဖြစ်တဲ့ Gavi ဒီနေ့ကျွန်တော်တို့ Premier League Champion ဖြစ်ခဲ့တဲ့ Arsenal တင်းရဲ့ကျွန်တော်တို့နောက်တန်းကိုတော့အကောင်းဆုံးထိန်းကျောင်းပေးသွားတဲ့ Gavi အနေနဲ့ဒီစံရင်းထဲမှာပါဝင်လာတော့ကျွန်တော်တိတ်ပြီးတော့ပြောနေကြအနေထားမျိုးလို့မရှိသလိုပြီးတော့ကျွန်တော်တို့ရဲ့ goal သမားဖြစ်တဲ့ David Raya အနေနဲ့ကျွန်တော် Premier League မှာလည်းတော်တော်လေးမှလက်စွမ်းတွေပြခဲ့လို့ Champions League ကျွန်တော် final ပွဲစဉ်တွေကျွန်တော် semi final တွေကျွန်တော်ဒီဘယ်လိုပြောမလဲပလဲကျွန်တော်ပွဲစဉ်တွေမှာလည်းသူ့အနေနဲ့ပြန်ကြည့်လိုက်မယ်ဆိုတော့အကောင်းဆုံးကျွန်တော်တို့ကာကွယ်ထားနိုင်တဲ့အနေအထားမျိုးဒီတက်မှာကျွန်တော်တို့အနေနဲ့ဘယ်သူတင်ရောတစ်နှစ်တာအကောင်းဆုံးကစားသမားကိုစုရယူသွားမလဲတော်တော်လေးမှစိတ်ဝင်စားဖို့နေတဲ့အနေအထားမျိုးပါရွေးချယ်စရာအနေထားမျိုးမှာဆိုရင်ကျွန်တော်အမြင်ရဆိုရင်တော့လောလောဆယ်မှာ Bruno ဆိုရင်လည်းကျွန်တော်တို့တရားဒီလုံးစွမ်းဆောင်ရည်မှာသူ့အနေနဲ့ asset တွေပါတွေ record တွေပါထွက်ခဲ့တဲ့အနေထားမျိုးဖြစ်သလို Haaland တော့ကျွန်တော်တို့သူ့အနေနဲ့တရားဒီလောက်ပဲသူ့အနေနဲ့မနစ်ကရာဒီပေါ့မနစ်ကရာဒီနဲ့ပဲသူ့အနေနဲ့လွဲချော်သွားတဲ့အနေထားမျိုးဖြစ်ပြီးတော့သူ့အနေနဲ့ယာဒီတိုင်းလိုအများနဲ့တွင်းကိုတွေကိုထောက်ပံ့မှုတွေအများနဲ့လိုကျွန်တော်ပုံစံကောင်းတွေနဲ့ပြသထားတဲ့အနေထားမျိုးပြီးတော့ Ryan Cherki ကတော့ဒီနှစ်ယာဒီမှာတော်တော်လေးမှကျွန်တော်တို့ပြန်လဲကျွန်တော်တို့Manchester City တင်းနဲ့ကျွန်တော်ခြေစွမ်းပြလာတဲ့အနေအထားမျိုးဖြစ်သလို Bruno ကတော့ကျွန်တော်ပြောပြမယ်ဒီထဲမှာကျွန်တော်တို့6ယောက်ထဲမှာရွေးချယ်ရမယ့်အနေအထားမျိုးမှာဆိုရင်ကျွန်တော်အနေနဲ့ရွေးချယ်ရမယ်ဆိုရင်တော့ဒီချိန်မှာကျွန်တော်တို့ Arsenal ကွင်းလယ်ကစားသမားဖြစ်တဲ့ Declan Rice ကိုတော့ကျွန်တော်အနေနဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆိုတော့ရွေးချယ်သွားမယ့်အခြေအနေမျိုးမှာရှိတယ်ပြီးတော့ကျွန်တော်တို့နောက်တဲ့6ယောက်ထဲမှာဒီထဲမှာထူးထူးဆန်းဆန်းဘယ်လိုဖြစ်လဲဆိုတော့နောက်တဲ့6ယောက်ကကြတော့ကျွန်တော်တို့ဘယ်လိုပြောမလဲ PSA ရဲ့ကျွန်တော် Young Player of the Year စုကျွန်တော်စကားတင်စင်းမှာဆိုရင်တော့ဒီထဲမှာကျွန်တော် Cherki ထပ်ပြီးတော့ပါဝင်လာတဲ့အနေအထားမျိုးရှိသလိုပြီးတော့ဒီထဲမှာ Manchester City ရဲ့ကျွန်တော်တို့လက်ပတ်ကစားသမားဖြစ်တဲ့ Nico O'Reillyအနေနဲ့တော်တော်လေးမှခြေသွမ်းပြတဲ့အနေအထားမျိုးရှိတယ်တချို့ပွဲစဉ်တွေမှာသူစီကကျွန်တော်တို့တွင်ကိုတွေအထူးသဖြင့်ကျွန်တော်တို့ Arsenal နဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲ
final ပွဲစဉ်မှာသူစီကနေတွင်းကိုသူစီကပထမအဆုံးဂိုးတွေနဲ့ဆိုတော်တော်လေးမှအဆင်ပြေခဲ့တဲ့အနေအထားမျိုးရှိတယ်ပြီးတော့ကျွန်တော်တို့ချက်ကြီးကတော့ကျွန်တော်အရှိမှာပြောခဲ့တဲ့အတိုင်းကျွန်တော်ချက်ကြီးကတော့ဒီထဲမှာပါထပ်ပြီးတော့ပါဝင်လာတဲ့အနေအထားမျိုးချက်ကြီးကတော့ကျွန်တော်အလူကြီးကျွန်တော်စင်းမှာလဲကျွန်တော်6ရက်စင်းမှာလဲသူအနေနဲ့ပါခဲ့သူပြီးတော့ကျွန်တော်လူငယ်ကစားသမား6ရက်စင်းမှာလဲချက်ကြီးအနေနဲ့ပြန်လဲပါဝင်လာတဲ့အနေအထားမျိုးပါအသက်ပိုင်းကျမှဆိုတော့ချက်ကြီးအနေနဲ့ကျွန်တော်22နှစ်ရှိတယ်နီကိုအိုရိုင်းလေးကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲ22နှစ်ရှိတဲ့အနေအထားမျိုးပြီးတော့ကျွန်တော်တို့နောက်တစ်ယောက်ကကျတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်ရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ကိုဘီမိုင်နူဒီထဲမှာပါဝင်လာတဲ့အနေအထားမျိုးကျွန်တော်ပြန်ကြည့်လိုက်မယ်ကိုဘီမိုင်နူအနေနဲ့ကျွန်တော်ယာဒီစနေပြီးတော့သူအနေနဲ့နိပြတဲ့ကျွန်တော်တို့နိပြတဲ့လက်ထက်ကြမှာသူအနေနဲ့တောက်လျှောက်ကျွန်တော်တို့လူစားဝင်ကစားသမားပြောမယ်ပွဲထွက်ခွင့်ရလာတဲ့အနေအထားမျိုးဗျာသူအနေနဲ့ဒီပွဲထွက်ခွင့်ရလာနေစပြီးတော့ကျွန်တော်တို့တောက်လျှောက်ကျွန်တော်ခြေသွမ်းတွေပြသပြီးတော့ပွဲစဉ်တိုင်းလို့သူအနေနဲ့ပွဲထွက်ကပါဝင်ခဲ့တဲ့အနေအထားမျိုးတောက်လျှောက်ကျွန်တော်ခြေသွမ်းတွေပြသပြီးတော့ကစမဲလုံးနဲ့ကျွန်တော်အတွင်းညီဆော့သွားတဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်ဒီအချိန်မှာသူအနေနဲ့ပါဝင်လာတဲ့အနေအထားမျိုးပါပြီးတော့ကျွန်တော်နောက်တစ်ယောက်ကကျွန်တော်တို့ဘုံမောက်တဲ့ကျွန်တော်တို့ကွင်းနဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Krupi ကတော့ကျွန်တော်ဒီထဲမှာကျွန်တော်အသက်19နှစ်ရှိတဲ့အနေအထားမျိုးဖြစ်တယ်သူနဲ့လည်းကျွန်တော်ပွဲစဉ်တိုင်းကျွန်တော်ပြန်လဲကြည့်မယ်သူနဲ့ကျွန်တော်30နဲ့မှကျွန်တော်တို့ဘယ်နှပွဲ6ပွဲလားမသိကျွန်တော်ပွဲထွက်လာတဲ့အနေအထားမျိုးဖြစ်ပြီးတော့တွင်းကိုအဖြစ်တဲ့သူနဲ့10ဂိုးလောက်ထိတွင်းထားတဲ့အနေအထားမျိုးဖြစ်တဲ့ခြေနေမျိုးမှာဒီချိန်မှာကျွန်တော်ဘုံမောက်တဲ့ကိုလည်းသူတို့ရဲ့ဘယ်လိုပြောမလဲဥရောပဝင်ခွင့်တနေရာတော့တိုက်ပွဲဝင်သွားနေတဲ့အနေအထားမျိုးဖြစ်တဲ့ဒီချိန်မှာပါလာတဲ့အခြေအနေမျိုးရှိခဲ့တယ်ပြီးတော့ကျွန်တော်တို့နောက်တစ်ယောက်ကတော့ကျွန်တော်လီဗာပူးရဲ့ကျွန်တော်တောင်ပန်ကစားသမားဖြစ်တဲ့ရီယိုအန်ဂိုမိုအာနဲ့ကျွန်တော်တို့သူနဲ့ပွဲထွက်ကနေပြီးတော့စပြီးတော့ပွဲထွက်ကနေကျွန်တော်ဆက်အချင်းကျွန်တော်ရီယိုအနေနဲ့စပြီးတော့ခြေစွမ်းပြတာထားတာတော့ကျွန်တော်နျူကာဆယ်နဲ့ပွဲစဉ်ပေါ့နော်နျူကာဆယ်နဲ့ပွဲစဉ်မှာကျွန်တော်တို့2-2ဖြစ်နေတဲ့အနေအထားမျိုးကတော့ရီယိုရဲ့ကျွန်တော်နောက်ဆုံးမိနစ်သွင်းကိုမှတော့ကျွန်တော်3-2နဲ့နိုင်ခဲ့တဲ့ပွဲစဉ်ကစတော့သူနဲ့တောက်လျှောက်ကျွန်တော်ပွဲစဉ်တိုင်းလိုခြေစွမ်းပြလာတဲ့အနေအထားမျိုးဖြစ်တော့ဒီချိန်မှာတော့ကျွန်တော်တို့ရီယိုကတော့ကျွန်တော်လောလောဆယ်မှာတော့ကျွန်တော်အသက်16ပဲရှိသေးတဲ့အနေအထားမျိုးသက်16ပဲရှိသေးတဲ့အနေအထားမျိုးဖြစ်တယ်ပြီးတော့ကျွန်တော်နောက်တစ်ယောက်ကတော့ကျွန်တော်အာဆင်နယ်ရဲ့ကျွန်တော်တို့ကွင်းလက်ကစားသမားလေးဖြစ်တဲ့ဒေါင်းမန်တော့ကျွန်တော်ဒီတိုင်းမှာကျွန်တော်အသက်ငယ်ဆုံးကစားသမား6ယောက်ထဲမှာကျွန်တော်ဒေါင်းမန်တော့ကျွန်တော်အငယ်ဆုံးဖြစ်ပြီးတော့အသက်16နှစ်ပဲရှိတဲ့အနေအထားမျိုးပါဒီချိန်မှာတော့ဒီ6ယောက်ထဲမှာကျွန်တော်ရွေးချယ်ခြင်းတဲ့အနေအထားမျိုးမှာဆိုဒေါင်းမန်အနေနဲ့သူတင်တဲ့ပွဲထွက်ကတော့တိတ်ပြီးတော့မပါဝင်ခဲ့ဘူးကျွန်တော်တရားစီလုံးတိုင်းတိုက်ရဆိုလို့ဆိုရင်ဒေါင်းမန်အနေနဲ့6ပွဲပဲပွဲထွက်လာတဲ့အနေအထားမျိုးရှိသူအနေနဲ့ဂိုးတော့သွင်းထားတဲ့အခြေအနေမျိုးပါဒီကျွန်တော်တို့6ယောက်ထဲမှာပြန်ကြည့်လိုက်မယ်ဆိုကိုဝင်းမိုင်နုအနေနဲ့လည်းကျွန်တော် United ရဲ့ကွင်းလယ်မှာကျွန်တော်လေးမှကျွန်တော်အဆင်ပြေခဲ့တဲ့အနေအထားမျိုးရှိတယ်လို့ပြီးတော့ကျွန်တော်တို့ဒီကို Orion လေးကလည်းတော်တော်လေးမှ United မန်ချက်စတာစီးတီးရဲ့ကျွန်တော်လက်ပတ်တနေရာမှာသူ့အနေနဲ့အားကိုးရတဲ့ကစားသမားပြီးရင်တော့ကျွန်တော်ကွင်းလယ်မှာသူ့အနေနဲ့အစားထိုးမလားတိုက်စစ်ကိုလိုက်ပုံလားကျွန်တော်အဖက်ဖက်ကကြည့်မယ်ဆိုလို့ဘယ်ကျန်းတစ်ချမ်းလုံးသူ့အနေနဲ့အကောင်းဆုံးကျွန်တော်စော့ကစားထားနိုင်တဲ့အနေအထားမျိုးရှိတယ်ပြီးတော့ကျွန်တော်ရီယိုကလည်းသူ့အနေနဲ့တိုက်စစ်ကိုတော်တော်လေးမှလှင်မြန်နဲ့အကြောက်လက်မရှိဘဲနဲ့ကစားသွားနိုင်တယ်ဒီထဲမှာကျွန်တော်အနေနဲ့လူငယ်ကစားသမားကျွန်တော်6ရက်ထဲမှာရွေးချယ်ခြင်းတဲ့အနေအထားမျိုးကတော့ကျွန်တော်တို့ဘုံပေါက်တဲ့ကျွန်တော်တို့ကွင်းလယ်ကစားသမားဖြစ်တဲ့ Krupi ကိုတော့ကျွန်တော်ဒီချိန်မှာရွေးချယ်ခြင်းတဲ့အနေအထားမျိုးရှိတယ် Krupi အနေနဲ့ကျွန်တော်100တီလုံးတိုင်းတာရတော်တော်လေးမှခြေစွမ်းပြသွားပြီးတော့ဘုံမောက်တဲ့ကျွန်တော်အားထားရတဲ့ကစားသမားဖြစ်တဲ့အနေအထားမျိုးဖြစ်တဲ့ကျန်တဲ့ကစားသမားကျွန်တော်9ယောက်ထက်စားလို့ဆိုရင်နီကိုအိုရိုင်းလေးပြီးတော့ကျွန်တော်ချက်ကြီးကိုဘီမိုင်နုပြီးရင်ဒေါမန်ရီယိုတို့နဲ့စားလို့ဆိုရင် Krupi ကတော့ဒီစုနဲ့ပို့ပြီးတော့ထိုက်တန်တယ်လို့တော့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော်တို့PSA ကျွန်တော် player year of the sum မှာဆိုရင်တော့ကျွန်တော်အသက်ကြီးတဲ့အနေအထားမျိုးမှာဆိုရင်တော့ပြီးတော့ကျွန်တော်အာဆင်နယ်ကွင်းလက်ကစားသမားဖြစ်တဲ့ဒီဂရမက်ကတော့ဒီချိန်မှာပို့ပြီးတော့ထိုက်တန်လို့တယ်လို့တော့မြင်တယ်ညီကိုတွေနဲ့ရောကျွန်တော်ဒီနေ့ကကျွန်တော်PSA ရဲ့ကျွန်တော်တို့ away 2026ကျွန်တော်တို့လူရွေးချယ်ပွဲမှာဘယ်ကစားသမားတွေနဲ့ပို့ပြီးတော့ထိုက်တန်တယ်လို့မြင်ရလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ဒါကြောင့်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းနေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံလို့ကြတော့ဗျာ။